သားဖြစ်သူလူကအင်ကိုပြန်ရောက်လာတဲ့အချိန်မှာပဲသူရဲ့မိခင်ဖြစ်သူဟာအမျိုးသားတစ်ယောက်ရဲ့အတင်းအာဓမ္မစော်ကားခြင်းကိုခံရတာကိုအခန်းဝါကနေမြင်လိုက်ရပါတယ်။ဒီအချိန်မျိုးမှာလူကဘာမှစဉ်းစားခြင်းမရပဲအနီနာရှိတနက်ကိုအပြေးလွှာဆွဲယူပြီးသူ့မိခင်ကိုစော်ကားနေတဲ့အမျိုးသားကိုချက်ချင်းပဲပစ်ခတ်လိုက်ပါတယ်။တနက်တန်ကြားပြီးတဲ့နောက်ရဲတပ်ဖွဲ့ထံဖုံးဆက်အကြောင်းကြားတဲ့အတွက်အထူးစုံစမ်းစစ်ဆေးရေးရဲအရာရှိတွေဟာအခင်းဖြစ်ပွားရာအိမ်စီကိုအချိန်မဆိုင်မဲ့ချက်ချင်းရောက်ရှိလာကြပါတယ်။ဒါပေမဲ့အိမ်ထဲကိုဝင်ရောက်စစ်ဆေးတဲ့အခါဘလို့ရုံရင်းဆန်ခတ်ဖြစ်ပွားမှုလက္ခဏာမှမတွေ့ရပဲအရာအလုံးဟာပုံမှန်အတိုင်းတန်ရှင်းသက်ရက်စွာရှိနေတာကိုတွေ့ရတယ်။ရဲရရှိကြီးပန်းဆန်ဟာအခင်းဖြစ်ပွားပုံကိုတန်တရားဝင်လာပြီးအမေဖြစ်သူနီကိုကိုတရားခံဟုတ်မဟုတ်စတင်ပြီးတော့မတင်ကာစိမ့်နဲ့စူးစမ်းမေးမြန်းမှုတွေလုပ်ပါတယ်။စုံစမ်းစစ်ဆေးမှုတွေပုံမတိကျစေဖို့အတွက်ရဲတပ်ဖွဲ့ဝင်တွေဟာတာမီနှစ်ယောက်ကိုတနေရာစီတိကျခွဲထုတ်ပြီးအဖြစ်မှန်ကိုစတင်စစ်ဆေးမေးမြန်းကြပါတော့တယ်။သားဖြစ်သူလူကပြစ်ခတ်တဲ့အချိန်မှာအခန်းထဲမှာမောင်းမဲနေတဲ့အတွက်ဘသူကိုပြစ်မိလဲဆိုတာကိုတည်တည်ချာချာမမြင်ရပဲမိခင်ရဲ့အော်ဟစ်တန်ကြောင့်သာပြစ်ခဲ့တာပါ။ဒါပေမဲ့အဖြစ်ဆိုးကြီးပြီးဆုံးသွားချိန်မှာတော့သူပြစ်တက်လိုက်မိတဲ့သူဟာတခြားသူမဟုတ်ပဲသူ့ရဲ့အချစ်ဆုံးတငယ်ချင်း Tree ဖြစ်နေတာကိုသိလိုက်ရလို့ကြေကွဲသွားရပါတယ်။ပို့ပြီးတော့အန်အော်တုံလုံးစရာကောင်းတဲ့အချက်ကတော့အမေဖြစ်သူနီကိုရဲ့စေယုံကထွက်ဆိုချက်တွေပဲဖြစ်ပါတယ်။သူမရဲ့ပြောစကားတွေဟာလုံးချန်ထားသလိုဖြစ်နေပါတယ်။နီကိုက Tree ဟာလူကနဲ့အတူအိမ်စာတွေပူးတွဲလှုပ်ဆောင်ဖို့အင်ကိုသူ့သဘောနဲ့သူရောက်လာခဲ့တာဖြစ်ပြီးသူမအနေနဲ့ဘာမှမသိရှိကြောင်းရဲတွေကိုညှင်းဆိုပါတယ်။တကယ်တော့နီကိုဟာစိတ်ချမ်းသာရေးဆရာဝန်တဦးဖြစ်ပြီးအသက်15နှစ်အရွယ်ကျောင်းသားလေးရောက်လာချိန်မှာပါလွာတဲ့ညဝင်းအင်ဂျီကိုဝစ်ဆင်ပြီးတကားဖွင့်ပေးခဲ့တာပါ။တေဆုံးသူ Trey ရဲ့မိဘတွေကတော့သူတို့ရဲ့သားလေးဟာအလွန်လိမ္မာရေးချရှိပြီးစာကြိုးစားတဲ့သူဖြစ်လို့အမျိုးသမီးတဦးကိုအတင်းအဓမ္မစော်ကားမဲ့သူမဟုတ်ကြောင်းအခိုင်အမာပြောပါတယ်။အမှုဟာရှင်မတိုးနိုင်ပဲဖြစ်နေစင်မှာပဲရဲတပ်ဖွဲ့ဝင်တွေဟာ Trey ရဲ့လက်ကင်ဖုန်းကိုစစ်ဆေးရကနေနီကိုရဲ့အဝတ်စားမပါတဲ့လျှို့ဝှက်တပ်ပုံတစ်ပုံကိုရှာတွေ့သွားပါတယ်။ဒီခိုင်မာတဲ့အထောက်အထားကြောင့်အမှုဟာရိုးရိုးရာဇဝတ်မှုတစ်ခုမဟုတ်တော့ပဲပတ်သက်မှုအရှုပ်တော်ပုံတစ်ခုအဖြစ်လုံးဝပြောင်းလဲသွားပြီးနီကိုရဲ့လိမ်ညာမှုတွေပေါ်လာပါတယ်။ရဲတွေကဒီအချက်ကိုအခြေခံပြီးစုံစမ်းစစ်ဆေးရကနေထရီရိုနဲ့တဒန်းနေသားဖြစ်တဲ့အီတန်ဆိုတဲ့ကျောင်းသားလေးတယောက်စီကနေနောက်ထပ်လျှို့ဝှက်ချက်ကိုသိရှိလိုက်ရပါတယ်။နီကိုလာသူ့ကိုလည်းအရင်ကကစားစရာတစ်ခုလိုပတ်သက်ခဲ့ပြီးနောက်ပိုင်းမှာထရီစီကိုအာရုံပြောင်းသွားတာဖြစ်လို့သူတို့တငယ်ချင်းနှစ်ယောက်ရန်ဖြစ်ခဲ့ကြတာပါ။ဒီလိုမျိုးခိုင်လုံတဲ့တက်သေးထောက်ထားတွေအစင်ပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ရဲတပ်ဖွဲ့ဝင်တွေဟာနီကိုကိုလူမြင်ကွင်းမှာတင်ချက်ချင်းဖမ်းဆီးလိုက်ပါတယ်။ဒါအပြင်သူမရဲ့အိတ်ခမ်းအတွင်းကတာဝါမျက်နှာတုပ်ပွားပေါ်မှာလည်းတည်ဆုံသူ Trey ရဲ့ DNA တက်သေးတွေကိုထပ်မံတွေ့ရှိခဲ့ရတဲ့အတွက်သူမရဲ့ညှင်းဆိုချက်တွေဟာလုံးဝမမှန်ပါဘူး။တရားရုံးကိုရောက်ရှိလာတဲ့အခါမှာတော့အစိုးရရှင်းတွေကနီကိုကိုထိလက်ရောက်စော်ကားစေခိုင်းမှုအပြင်ဒုတိယအဆင့်လူတက်မှုတွေနဲ့ဆွဲချက်တင်ပြီးတရားစွဲဆိုပါတယ်။တရားခွင်အတွင်းမှာနီကိုဟာသူမရဲ့လိမ်ညာမှုတွေကိုဖုံးကွယ်ဖို့နဲ့ပြည်ထံကနေလွတ်မြောက်ဖို့အတွက်သူမရဲ့မူလထွက်ဆိုချက်ကိုရုတ်တရက်ပြောင်းလဲလိုက်ပါတယ်။သူမကသူသားလူခသူမအပေါ်မနာလိုဝန်တိုစိတ်ရှိနေပြီးတော့အဲ့ဒီစိတ်ကြောင့်ပဲအချစ်ဆုံးတငယ်ချင်း Trey ကိုတနက်နဲ့တမင်ပြစ်တက်ခဲ့တာလို့ဆွဆွဲလိုက်ပါတယ်။မိခင်အရင်ဖြစ်သူကကိုပြစ်ကနေလွတ်ဖို့တာရင်ကိုဒီလိုဆိုးရတဲ့ဆွဆွဲချက်မျိုးနဲ့လူများရှိတရားခွင်မှာအဆက်ခွဲလိုက်တဲ့အတွက်လူတယောက်အကြီးကျယ်စိတ်ထိခိုက်ပြီးငိုကြွေးရှာပါတယ်။လူကလည်းသူမရဲ့စိတ်ပိုင်းဆိုင်ရာချဲလဲမှုတွေအောက်မှာကိုတန်တရားဝင်လာပြီးတကယ်ပဲတငယ်ချင်းကိုမနာလိုလို့တတ်မိတာလားဆိုပြီးဇဝေဇဝါဖြစ်လာပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအရာရှိဗန်ဆန်ကလူကိုတည်တံ့တွေ့ဆုံပြီးတော့သူ့မိရဲ့လှည့်စားချဲလဲမှုတွေကိုထောက်ပြပြီးအဖြစ်မှန်